ဒီချေတို့ active နဲ့ passive နဲ့ကိုဘယ်လိုခွဲရမလဲပေါ့နော်အရန်လွယ်တယ်မခွဲခင်ဒီချေတို့ဘာကိုသိရမလဲ active ဆိုတာက subject ကိုဦးစားပေးထားတယ် passive ဆိုတာက object ကိုဦးစားပေးထားတယ်ဆိုတာကိုတော့သိဖို့လိုအပ်တယ်နော်အဲ့တော့ subject ကိုဒီချေတို့ကဦးစားပေးပြီးဖော်ပြတဲ့အခါ subject ကိုဘာသာပြန်ရင်ဒီချေတို့ကတီသို့မဟုတ်ကနဲ့ဘာသာပြန်ရတယ် object ကိုဘာသာပြန်တဲ့အခါကျရင်ကိုနဲ့ဘာသာပြန်ရတယ်အဲ့ဒါလေးကိုမှတ်ထားပေးပါဟုတ်ပြီနော်အဲ့တော့တီတွေကတွေနဲ့ဘာသာပြန်မယ် object ဆိုရင်ကိုနဲ့ဘာသာပြန်မယ်ဒီတော့ဒီချေတို့က active လား passive လားဘယ်လိုခွဲလဲခွဲနည်းကအရန်လွယ်တယ်နော်တနည်းပဲရှိတယ် active လား passive လားခွဲနည်းတနည်းပဲရှိတယ်ဘာကိုကြည့်ရမှာလဲဆိုရင် verb ကိုကြည့်ရမှာဟုတ်ပြီနော် verb ကိုကြည့်ရမှာအဲ့ verb ကိုဘယ်လိုကြည့်ရမှာလဲဆိုရင်ဒီချက်တော့လာလေးလာထားရှိတဲ့ verb တွေဆိုရင် active လာလေးလာထားမရှိတဲ့ verb ပုံစံဆိုရင် passive အဲ့တော့လာလေးလာထားရှိတဲ့ verb ကဘာလဲ verb ဆိုတာဘာလဲအရင်ဆုံးသွားမယ် verb ဆိုတာဒီချက်တော့ verb to be လဲရှိတယ်နော် verb to do လဲရှိတယ်နောက်တစ်ခါ verb to have လဲရှိတယ်နောက်တစ်ခါကျရင်ဒီချက်တော့ happy verb ပေါ့နော် happy verb လဲရှိတယ် happy verb model verb အတူတူပါပဲဟုတ်ပြီနော် verb ကဒီချက်တို့၄မျိုးရှိတယ်အဲ့၄မျိုးစလုံးဒီချက်တို့ဘာတွေပဲလဲ adjective တွေပဲမှတ်ထားမယ်နော်၄မျိုးစလုံး adjective တွေပဲ adjective တွေကမှဒီချက်တို့တချို့ဒီပေါ့နော် verb to do ထဲမှာနော် verb to do ထဲမှာဆိုရင်ဒီချက်တို့ဘာတွေပါမလဲတလုံးနဲ့ရက်တီလို့မရတဲ့ verb တွေပါတယ်လေ verb ing verb ing ဆိုရင်ဒီချက်တို့တလုံးနဲ့ရက်တီလို့မရဘူး verb 3ဆိုရင်တလုံးနဲ့ရက်တီလို့မရဘူး verb ing ရှိရဒီချက်တို့ verb to be လိုအပ်တယ် verb 3ရဲ့ရှိရဘာလိုအပ်တယ်လဲ has a verb လိုအပ်တယ်ဟုတ်ပြီအဲ့လိုမျိုးလိုအပ်တဲ့ verb လေးတွေရှိတယ်ဒါဒီချက်တို့တွေးလေတွေးထရှိတဲ့ verb တွေဒါဆိုရင်ဘယ်လို verb မျိုးက passive ဖြစ်သွားတာလဲတစ်မျိုးတည်းပဲရှိတယ်မှတ်ထားမယ်နော်တစ်မျိုးတည်းပဲရှိတယ်ဘယ်လို verb မျိုးလဲတွေးလေတွေးထမရှိတဲ့ verb ဆိုတာ hollow verb မျိုးနော် verb to be က verb ing နဲ့တွဲရမယ့်ကိစ္စကိုမတွဲပဲ verb 3ကြီးနဲ့လာတွဲနေတယ် verb 3ဆိုဒီမှာလဲ has a verb နဲ့တွဲရမှာကိုမတွဲပဲနဲ့ verb to be နဲ့လာတွဲနေတယ်အဲ့ဒီအတွက်ဒီချေတို့က verb to be နဲ့ verb 3နဲ့စာကြောင်းတစ်ကြောင်းမှာပူလျက်သားကလျက်သားတွေ့ပြီဆိုရင်ဒီချေတို့က passiveဟုတ်ပြီနော်အဲ့တော့ passive ကိုဘယ်လိုအခြေအနေမျိုးလဲဆိုရင် verb to be နဲ့ verb 3နဲ့စကြောင်းကြောင်းထဲမှာတွေ့ရင်ဒီကျတော့ passive အဲ့တော့ passive ဆိုတာနဲ့ passive ဖြစ်သွားပြီဆိုတာနဲ့ထိတ်ဆုံးကကောင်ကိုဒီကျတော့ဘာနဲ့ဘာသာပြန်မလဲ go နဲ့ဘာသာပြန်မယ်ထိတ်ဆုံးကကောင်ကဘာဖြစ်သွားပြီလဲ object ဖြစ်သွားပြီအဲ့တော့ဒီကျတော့ထိတ်မှာရှိတိုင်း subject မဟုတ်ဘူးဟုတ်ပြီနော်ထိတ်မှာရှိတိုင်း subject မဟုတ်ဘူးထိတ်မှာရှိတဲ့ကောင်က subject လည်းဖြစ်နိုင်တယ်လို့ object လည်းဖြစ်နိုင်တယ်ဘာကိုကြည့်ခွဲမလဲ verb ကိုကြည့်ခွဲမယ် verb ကိုကြည့်ခွဲတဲ့နေရာမှာ verb to be နဲ့ verb 3နဲ့ကတ်နေတယ်ဆိုရင်ဒီကျတော့ passive ကျန်တဲ့ verb ကြိုက်တဲ့လောက်လာ adjective ဆိုရင်တီနဲ့ကနဲ့ဘာသာပြန်မယ် subject ဦးစားပေးရေးထားတာ passive ဆိုရင် go နဲ့ဘာသာပြန်မယ် object ဦးစားပေးရေးထားတာဒါလေးပဲဒါဆိုရင်ဒီကျတော့စာကြောင်းတွေကိုဘာသာပြန်တတ်ပြီကဲဒီကျတော့ကြည့်ကြရအောင်နော်ဒီချေကဒီမှာစာကြောင်းတွေကိုဒီလိုမျိုးလေးရေးပေးထားတယ်ကလေးလေးတွေကိုရှင်းပြီးတော့ပြခြင်းလို့အခုဒီမှာကျတော့ verb ကိုရှာကြည့်လိုက်တဲ့အခါကျရင်ဒါ verb 1s ကြီးပေါ့နော် right ဆိုတာက verb 1s ဆိုတာဒီချေဆောကပြောသလိုပဲလာလေးလာထားရှိတဲ့တွေးလေးတွေးထားရှိတဲ့ verb တွေးလေတွေးထားရှိတဲ့ verb တွေဆိုဒီချေဘာလို့ပြောထားလဲ active လို့ပြောထားတယ် active ဆိုရင်ဒီချေတို့ဘာနဲ့ဘာသာပြန်မလဲတီသို့မဟုတ်ဒီချေတို့ဘာနဲ့ဘာသာပြန်မလဲကနဲ့ဘာသာပြန်မယ်တီသို့မဟုတ်ကနဲ့ဘာသာပြန်မယ်ဆိုတော့မောင်မောင်လို့ဒီချေတို့မောင်မောင်ကြီးကိုမြင်လိုက်တာနဲ့မောင်မောင်တီမောင်မောင်ကကိုယ့်ကိုဘာသာလေးကိုဆက်ပြီးတော့ပြန်သွားမယ်ဟုတ်ပြီနော်အဲ့ဒါတွေကဘာကိုကြည့်ပြီးပြန်ရလဲဆို verb ကိုကြည့်ပြီးတော့ဘာသာပြန်ရတာမောင်မောင်ဒီသို့မဟုတ်မောင်မောင်က right ဆိုစာရေးပါတယ် this letter ဆိုဒီစာကိုအဲ့တော့မောင်မောင်ကဒီစာကိုရေးပါတယ်ဒါမဟုတ်ရင်မောင်မောင်ဒီစာကိုရေးပါတယ်မောင်မောင်ကရေးတာမောင်မောင်ကိုဦးစားပေးပြီးဖော်ပြထားတာပြောရမယ်ဆိုရင် subject ကိုဦးစားပေးပြီးဖော်ပြထားတာ edit စာကြောင်းဟုတ်ပြီနော်ကဲဒါဆိုရင်ဒီဘက်ကစာကြောင်းကိုလေ့လာကြည့်အောင် verb ကိုကြည့်လိုက်တဲ့အခါဗါတဲ့လဲ is နဲ့ written ကြီးနဲ့အဲ့တော့ is ကဘာလဲ verb to be return ကဘာလဲ verb 3အဲ့တော့ verb to be နဲ့ verb 3နဲ့ကိုဒီကျတော့ကက်ပြီးတော့ရေးထားတဲ့အတွက်ဒါဘာကြီးဖြစ်သွားပြီလဲ passive ဖြစ်သွားပြီ passive ဖြစ်သွားပြီဆိုတာနဲ့ထိတ်ဆုံးအကောင်ကျတော့ဘာနဲ့ဘာသာပြန်မလဲ go နဲ့ဘာသာပြန်တော့မယ်ဘာလို့လဲ object ဖြစ်သွားလို့အဲ့တော့ this letter ဆိုတော့ဒီစာ go ကိုထည့်ရမယ်နော်သူတို့ကလာထည့်ပေးမှာမဟုတ်ဘူးဟုတ်ပြီနော်ဂါးတွေကိုတွေကကိုယ့်ကိုကြည့်ရမှာကိုယ့်ကိုခွဲရမှာဘာကိုကြည့်ရလဲ verb ကိုကြည့်ခွဲတာဟုတ်ပြီနော်အဲ့တော့ဒီစာကို is written ဆိုတော့ရေးပါတယ် by မောင်မောင်ဆိုတော့မောင်မောင်ကရေးပါတယ်အဲ့တော့ဒီမှာ this letter ကြီးက subject မဟုတ်ဘူးကလေးတွေစိတ်ထဲမှာထိတ်ဆုံးမှာရှိနေတိုင်း subject လို့ထင်နေမှာဆိုလို့ထိတ်ဆုံးမှာရှိနေတိုင်း subject မဟုတ်ပါဘူးအဲ့တော့ထိတ်ဆုံးမှာရှိနေတဲ့ကောင်တွေက object လည်းဖြစ်နိုင်တယ် subject လည်းဖြစ်နိုင်တယ်
ဘာကိုကြည့်ခွဲတာလဲ buff ကိုကြည့်ခွဲတာအခုဒီကျတို့ဒီစာကြောင်းမှာဆို this letter က object is written က buff by မောင်မောင်က subject ဟုတ်တယ်နော်ဒီစာကြောင်းမှာကျတော့မောင်မောင်က subject rise က buff this letter က object အဲ့လိုမျိုးရေးထားတာအဲ့တော့တူပဲနောက်စာကြောင်းနှစ်ကြောင်းပုံစံချင်းတော့တူပဲဒါပေမဲ့ဒီစာကြောင်းမှာမောင်မောင်ကိုဦးစားပေးပြီးဖော်ပြထားတယ်ဒီစာကြောင်းမှာကျတော့ this letter အရေးခံရတဲ့ object ကိုဦးစားပေးပြီးတော့ဖော်ပြထားတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကျတော့မောင်မောင်တီမောင်မောင်ကနေဘာသာပြန်ပြီးတော့ဒါကျတော့ဒီစာကိုနဲ့ဘာသာပြန်ရတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ခုလေ့လာကြည့်ရအောင်ဒီကျတော့ the student must study this lesson နဲ့ကဲဒီမှာဆို buff ကိုကြည့်လိုက်တဲ့အခါ must study ဒါ must buff 1ကြီး must must ဆိုတာကဒီကျတော့ဘာလဲဆိုရင် model buff happy buffဟုတ်ပြီနော် happy buff model buff နဲ့နောက်က buff 1သို့မဟုတ် b လိုက်တယ်အခုဘာလိုက်ထားလဲ buff 1လိုက်ထားတယ်ဒါတာမန်လိုက်လေလိုက်ထားရှိတဲ့ပုံစံအဲ့ဒီအတွက်ဒီကျတော့ဒါ active ပဲဟုတ်ပြီနော်တာမန်လိုက်လက်ထားရှိတဲ့ buff တွေဆိုရင် active ပဲ active ဖြစ်တဲ့အတွက်ဒီချေတို့ကဘာနဲ့ဘာသာပြန်မလဲထိတ်ဆုံးက the student ကိုတည်တော့မဟုတ်ကနဲ့ဘာသာပြန်မယ်ဘာဖြစ်လို့လဲ active ဆိုမှတော့ထိတ်ဆုံးကကောင်ကဘာကြီးလဲ subject ကြီးဟုတ်ပြီနော်ထိတ်ဆုံးကကောင်က subject ကြီး subject ဖြစ်တဲ့အတွက်တည်တော့မဟုတ်ကနဲ့ဘာသာပြန်မယ် the student ဆိုတော့ကျောင်းသားများသည်တော့မဟုတ်ကျောင်းသားများကဘာလို့ရမှာလဲ must study စာကြက်ရမယ်လေ့လာရမယ် this lesson ဒီသင်ခန်းစာတွေကိုအဲ့တော့ကျောင်းသားများသည်ဤသင်ခန်းစာများကိုကြက်ရမယ်ဟုတ်ပြီနော်ကျောင်းသားများသည်ဒီသင်ခန်းစာများကိုကြက်ရမယ်ဟုတ်ပြီကဲဒီစာကြောင်းမဲ့ဘာသာပြန်ကတော့မတူတော့ဘူးကဲဒီချက်ရေးပုံရေးနည်းမတူတော့တာပါဘာသာပြန်အတူတူပါပဲသဘောကအတူတူပဲ buff ကိုလေ့လာကြည့်လိုက်တဲ့အခါကျဘာလဲ must be studied တဲ့ကဲ mass ကထားပါအောင် mass နောက်က buff 1လိုက်တယ် b လိုက်တယ်လိုက်ထားတယ်ဟောဒီ b နောက်ကလိုက်ထားတယ်ဒီနှစ်ခုကိုကြည့်လိုက် b နဲ့ဘာကြီးနဲ့လဲ static ဆိုတာကြီးကတချို့တို့ battery ကြီးဟုတ်ပြီနော် b နဲ့ battery ကြီး b နဲ့ battery ကြီးဆိုတော့ကြတော့ဒီချေတို့ကဒါဘာကြီးလဲပတ်စင်နဲ့ရေးထားတာဟုတ်တယ်နော်ပတ်စင်နဲ့ရေးထားတာ bat to b နဲ့ battery နဲ့ရေးထားရင်ပတ်စင်နဲ့ရေးထားတာဒါဆိုထိတ်ဆုံးအကောင်ကိုဘာနဲ့ဘာသာပြန်မလဲ go နဲ့ဘာသာပြန်မယ်ကဲပြန်ကြည့်ရအောင် this lesson ဒီသင်ခန်းစာများကိုဟုတ်ပြီနော်ဒီသင်ခန်းစာများကိုကဲရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်လိုက်ပဲဒီသင်ခန်းစာများကို must be studied လေ့လာရမယ် by the student ကျောင်းသားများကအဲ့ဒါဘာဦးစားပေးပြီးရေးထားရလဲ object ကိုဦးစားပေးပြီးရေးထားတာဟုတ်ပြီနော် object must be studied က buff by the student က subject အဲ့ထိတ်ဆုံးကနေလာတိုင်း subject မဟုတ်ပါဘူးထိတ်ဆုံးကနေလာပြီး object ဖြစ်နေတဲ့ကောင်တွေအများကြီးရှိပါတယ်ထိတ်ဆုံးမှာရှိတိုင်း subject မထင်ပါနဲ့ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်ဆုံးခုလေးလာကြအောင် the cow kills the mouse ကဲ kills buff 1sg ဒါဆိုလာလေးလာထားရှိတဲ့ buff ပေါ့ဒါဆိုရင်ဗာလဲ active ဆိုရင်ဒီချေတို့ဗာနဲ့ဘာသာပြန်မလဲရှေ့ရ subject ကိုတီးတော့မဟုတ်ကနဲ့ဘာသာပြန်မယ် active ဖြစ်သွားပြီဆိုကြရရှေ့ရကောင်က subject ဖြစ်သွားပြီနော် active ဆိုရင်ရှေ့ရကောင်က subject passive ဆိုရင်ရှေ့ဆုံးကကောင်က object ဟုတ်ပြီနော်ကဲအဲ့တော့ the cat ဆိုတော့ကြောင်သည်တော့မဟုတ်ကြောင်က kill တတ်ပါတယ် the mouse ဆိုတော့ကြွက်ကိုကြောင်ကကြွက်ကိုတတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့တို့ဘာနဲ့ရေးထားလဲ subject ရဲ့ buff ရဲ့ object ရဲ့နဲ့ရေးထားတာကဲကျောင်းကြွက်ကိုတတ်တာပါပဲဒါပေမဲ့ဒီချက်တို့ကဒီမှာကျတော့အသက်ခံရတဲ့ကြွက်ကိုဦးစားပေးပြီးရေးထားတာ the mouse တဲ့ကြွက်ကိုတွေ့လိုက်တဲ့ကြွက်က subject လို့မထင်လိုက်နဲ့ဟုတ်ပြီနော် the mouse လို့တွေ့တယ်နဲ့ထိတ်ဆုံးကကောင် subject ပါကွာလို့မထင်လိုက်နဲ့ buff ကိုသွားကြည့်အောင် was kill was ဆိုတာဘာကြီးလဲ buff to be kill ဆိုတာဘာကြီးလဲ buff 3 buff to be နဲ့ buff 3ကြီးနဲ့ပေါင်းထားတာဘာလဲ passive ဖြစ်သွားရင် the mouse ကိုဒီချို့ဘာနဲ့ဘာသာပြန်မလဲကိုနဲ့ဘာသာပြန်မယ်နော် passive ဖြစ်သွားတဲ့အတွက်ကိုနဲ့ဘာသာပြန်မယ်ဒါဆိုရင် the mouse ကဘာကြီးလဲ object ကြီးထိတ်ဆုံးကနေတိုင်း subject မဟုတ်ဘူးနော် the mouse ကဘာဖြစ်သွားပြီလဲ object ဖြစ်သွားပြီဒီအတွက် the mouse ကြွက်ကိုဟုတ်ပြီနော် was killed တတ်ပါတယ် by the cat ကြောင်ကတတ်ပါတယ်တတ်တဲ့ကြောင်က subject နောက်ကိုရောက်သွားတယ်နော် buff အဲ့လိုမျိုးရေးထားတာကဲဒါဆိုရင်ဒီတို့ဒီဘက်ချမ်းကကြတော့ subject ရဲ့ buff ရဲ့ object ရဲ့ပေါ့ဒီဘက်ချမ်းကကြတော့ဘာကိုထိတ်ဆုံးကထားရလဲ object ကိုထိတ်ဆုံးကထားတာပြီးမှ buff လာတာအဲ့တော့ subject ကလေးတွေရဘသူရဲ့နောက်ကိုရောက်သွားတာလဲဘာရဲ့နောက်ကိုရောက်သွားတယ်เนาะ subject ကလေးတွေကဘာရဲ့နောက်ကိုရောက်သွားတယ်ဒီမှာ subject ကလေးတွေကဘာရဲ့နောက်ကိုရောက်သွားတယ်တခါတည်းမှာတော့ဘာမပါဘဲနဲ့ subject မပါဘဲနဲ့နေတယ်ဒီတိုင်းပဲပေါ့เนาะဒီတို့ object နဲ့ buff တင်ပြီးသွားတယ်စာကြောင်းတွေလည်းရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျတော့တချို့အဲ့ဒီ passive တွေမှာကျတော့တချို့ကဘာကိုသုံးလဲဆိုတော့ buff 3 passive တွေမှာသုံးတဲ့ buff ကအမြဲတမ်း buff 3ကိုပဲသုံးတယ် passive တွေမှာ buff 3အမြဲတမ်းပါတယ် buff 3မပါတဲ့ passive ဆိုတာမရှိဘူးဟုတ်ပြီနော်ဘာရတော့တစ်ခါတည်းရမှာသုံးတယ်တစ်ခါတည်းရမှာမပါဘူး